ကဲဒီနေ့ကတော့ကမ္မရန်တရားအထုတ်နေကြတဲ့ပုဂ္ဂိုလ်တွေကအထုတ်ချင်ကြတဲ့ပုဂ္ဂိုလ်တွေကအထုတ်ချင်ကြတဲ့ပုဂ္ဂိုလ်တွေအတွက်ကမ္မထံအထုတ်ဖို့ရာနှမျိုးရှိပါတယ်နံပါတ်1ကတော့သမထကမ္မထံဖြစ်ပါတယ်ဒုတိယသမီးကဝိပဿနာကမ္မထံဖြစ်ပါတယ်အဲတော့သမထကမ္မထံအထုတ်ခြင်းတဲ့ပုဂ္ဂိုလ်တွေအတွက်မြတ်စွာဘုရားကမိမိနဲ့တင့်တော်မဲ့ကမ္မထံကိုအထုတ်လို့ရအောင်ကမ္မထံ40ဟောကြားခဲ့တာရှိပါတယ်အဲဒါတွေကတော့ကပိုင်း10ပါးအကျဉ်းချုပ်အဖြစ်အနုတ္တိ10ပါးအတုပါ10ပါးဗြဟ္မဝိဟာရတရား4ပါးအရူပဇံ4ပါးအာဟာရေပရိကူလပညာနောက်တကစတုဓာတုဝါဝဋ္ဌံဆိုပြီးတော့ကမ္မထံ40ကိုမြတ်စွာဘုရားကပေးထားပါတယ်အဲတော့အဲ့ဒီသမထကမ္မထံ40တွေကမိမိနဲ့တင့်တော်တဲ့ကမ္မထံကိုဝါများပြီးတော့တမာရီတွေထူထောင်နိုင်ကြမှာဖြစ်ပါတယ်တမာရီတွေထူထောင်ပြီးတော့အဲ့ဒီတမာရီတွေကနေတဆင့်ဝိပဿနာကိုကူးပြီးတော့ဝိပဿနာမဉဏ်ပူဉဏ်များဖြစ်ထွန်းအောင်ကြိုးစားနိုင်ကြပါတယ်အဲ့တော့ဒီသမထကမ္မထံ40တဲကဝိပဿနာကိုဓာတိုက်ရှုမှတ်နိုင်တဲ့ကမ္မထံနှမျိုးရှိတယ်လို့မဟာစီဆရာတော်ကြီးအလိုရသိရပါတယ်နံပါတ်1ကတော့အနုတ္တိ10ပါးမှာပါတယ်အာနာပါနတတိလို့ဆိုတဲ့ဝင်လေထွက်လေကိုရှုမှတ်ပွားများပြီးတော့အဲဒီကနေတမာရီတွေမြင်တဲ့အခါမှာဝိပဿနာတရားတွေဖြစ်ထွန်းနိုင်တယ်နောက်တကစတုဓာတုဝါဝဋ္ဌံလို့ဆိုတဲ့ဩဒီခန္ဓာကိုယ်ကြီးမှာပထဝီအာမောတည်သောဝါယုလို့ဆိုတဲ့ဓာတ်၄ပါးကိုပိုင်းခြားပြီးတော့အထုတ်ပြီးတော့လည်းပဲဝိပဿနာတရားကိုသိရှိနိုင်တယ်လို့ဟောကြားထားတာရှိပါတယ်ဒါတော့သမထကမ္မထံအမျိုး40ဖြစ်ပါတယ်အကျဉ်းချုပ်အဖြစ်မှတ်ထားကြဖို့ပါပြီးတဲ့အခါမှာအကျဉ်းတုံးပြန်လည်ပြီးတော့ရှင်းပြပါအောင်မယ်ဗျာအလုံးတမာရီတရားများထူထောင်ဖြစ်ပွားပြီးတော့ဝိပဿနာများတို့ပွားနိုင်ကြပါစေ